အားလုံးပဲမင်္ဂလာပါဒီဘလော့လေးကတော့တော်တော်များများ The Mall ပန်ကပီလို့သိကြတဲ့ The Mall Life Store ပန်ကပီကိုသွားမှာဖြစ်ပါတယ်ရှင်ခေါင်းမှန်ကြိုင်ထားထုံးစံအတိုင်းမှာပဲရှင်ထက်ကတော့ပြင်သွားတော့မယ်ဆိုရင်အလှပြင်တာနောက်ကြတယ်လေအဲ့လိုဆိုတော့အဲ့မှာဘိုက်ကစားလာပြီဆိုတော့အိမ်သားကကြက်စီထမင်းဆိုင်လေးမှာပဲဝင်စားခဲ့ပါတယ်အဲ့ဒီကြက်စီထမင်းကလေအရန်စားကောင်းတယ်ထက်တော်တော်များများနေ့ဒီမှာလဲစားပစ်တယ်သူရှိမှာသူကလေထက်ကြက်စီထမင်းမှာလဲအများကြီးပါတယ်လို့ရေလေးကလည်းတောက်လို့ကောင်းတဲ့အီပြေတယ်ပေါ့နော် The Mall ပန်ကပီကိုရောက်ပါပြီနေ့ကပိတ်ရက်စနေနေ့ဖြစ်တဲ့အတွက်တော်တော်များများပွဲတွေလုပ်တယ်ပေါ့နော်ဒီမှာလည်းပွဲတော်ရှိပါတယ်မြင်တဲ့အတိုင်းပဲဒီ shopping center ကိုလာတဲ့သူတွေကလည်းတော်တော်ကိုများပါတယ်ဒီမှာအစားအစာတွေကတော့လေအကုန်လုံးကစားချင်စရာပဲပုံစံမျိုးစုံဒီဇိုင်းမျိုးစုံနဲ့ခင်းချင်းပြသပြီးတော့ရောင်းချနေတာတွေ့ရပါတယ်ရှင်အစားအစာတွေမကအောင်တော့အင်ဂျီတွေaccessory တွေဖုန်းကာဗာတွေကအစားခင်းချင်းပြသပြီးရောင်းချတာဖြစ်ပါတယ်နောက်ပြီးတော့နောက်တစ်ခုအနေနဲ့ကကြတော့ဒီမှာပါအဲ့ဒီဟာကတော့လေသူကbranded တွေပေါ့နော် Adidas Nike Skechers အကုန်လုံးတခြား brand တွေလည်းပါတယ်ပေါ့နော်သူကဒါ discount ချနေတာပါအရန်တန်တဲ့ဟာဖြစ်တဲ့အတွက်တော်တော်များများလဲဝယ်ကြတာကိုတွေ့ရတယ်တန်တန်နဲ့ branded ကိုလိုချင်နေဆိုရင်တော့ဒီမှာလာဝယ်ဖို့ထက်ကတော့ပြပြချင်ပါတယ်ရှင်ကြည့်လိုက်ပါသူ့ရဲ့ decoration ကလည်းအရန်မိုက်ပြီးတော့အရန်ကိုလှပါတယ်ပွဲလုံနေပါသေးတယ်ဒါကတော့အောက်ထပ်ပေါ့နော် ground floor မှာပါใช่ครับจะเป็นคนจัดเบอร์ของทีมนั้นที่จะร่วมสนุกในทีมแรกรอบแรกต่อมาครับนะครับဒီကိုလာပြီဆိုရင်လေအရန်သဘောကျရတဲ့နေရာလေးရှိတယ်ပေါ့နော်ဒါလေးကလည်းနားနေတဲ့နေရာလေးပါဒါလေးကတော့ရေတခွန်လေးလိုလုပ်ထားတာလေးအရန်လာတဲ့တကယ်အပြင်ရောက်နေတဲ့ခံစားချက်ပေါ့နော်အပြင်မှာ decoration ပြင်ထားတဲ့ပုံစံလိုမျိုးvibe ကိုရစီတယ်ပေါ့နော်အခုတလော COVID-19 တွေကလည်းပြန်ဖြစ်နေတာဖြစ်တဲ့အတွက်အပြင်ထွက်ရင်တော့ mask ကိုမဖြစ်မနေတပ်ဖို့လိုအပ်ပါတယ်ရှင်ဒီ The Mall ပန်ကပီမှာဆိုလို့ရှိရင်အထက်က9ထပ်ရှိပါတယ် ground ရဲ့ M ရဲ့ပြီးတော့1 2 3ပေါ့နော်3ကတော့အမြင့်ဆုံးအပေါ်ဆုံးထပ်ပေါ့နော်ဒါလေးကတော့တက်လွှာမှာရှိတာဖြစ်ပါတယ်တက်လွှာဆိုပေမဲ့သူတို့က1လို့ပြောလို့တက်လွှာလို့ပြောတာဖြစ်ပါတယ်အဲ့ဒီမှာအယုတ်ကလေးတွေစာအုပ်ကလေးတွေကလေးပုံမြင်စာအုပ်လေးတွေဒီလိုမျိုးဒိုရေမွန်မျိုးစုံအယုတ်မျိုးစုံရှိတဲ့အတွက်မေမေတွေကတော့ကလေးတွေကိုဒီထက်ခေါ်လာမယ်ဆိုရင်တော့ရင်လေးစရာပဲပေါ့နော်ဘာလို့လဲဆိုအကုန်လုံးကပူဇာခြင်းစရာလေးတွေများတယ်ပေါ့နော်ထက်တောင်မှမြင်လိုက်တာနဲ့အကုန်လုံးကိုလိုချင်နေတာ2 floor မှာရှိတာဖြစ်ပါတယ်ဒီ2 floor မှာရှိတဲ့ဟာလေးတွေထဲမှာဆိုလို့ရှိရင်တော်တော်များများကနာမည်ရှိပြီးသား branded ဖနက်တွေအိတ်တွေပြသထားတာပေါ့နော်အဲ့ဒီ2 floor မှာထက်သဘောကျတဲ့နေရာလေးတစ်ခုရှိပါတယ် Mr. DIY ဖြစ်ပါတယ်ရှင်ဒီဟာလေးကတော့ထက်ဝင်ကြည့်လိုက်တာပေါ့နော်မစိုးဘူးဈေးလေးတွေကတော်တော်တန်တယ်သူ့ရဲ့ဈေးအတင်းအနေကနေပြီးတော့အများဆုံးကြီးရှိတယ်ပစ္စည်းလေးတွေကလည်းသူ့ပေးရတဲ့ဈေးနဲ့တန်တယ်အယုတ်ကလေးလည်းရှိတယ်မျိုးစုံရှိတယ်တော်တော်များများကလည်းဈေးသက်သာတယ်ပေါ့နော်အခုထက်ဓာတ်တွေအကုန်လုံးဝယ်လာတာတော့မှ100စွန်းလေးပဲရှိတယ်ပေါ့နော်နောက်ဆုံးထပ်ကတော့ third floor ဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်တကယ်လူကိုဆွဲဆောင်နိုင်တဲ့နေရာဖြစ်ပါတယ်ဟုတ်ပါတယ်ရုပ်ရှင်ရုံရှိပါတယ်စီနီမာရှိတယ်ဆိုတာကလည်းလေသူ့ရဲ့စီနီမာကလုံးဝဒီဟောရအမိုက်စားကြီးกว่าဒီပဲမလားတွေ့ရတယ်အရန်မိုက်တာပါဆိုပြီးတော့နောက်တစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုရင် Harbour Island ဖြစ်ပါတယ် Harbour Island ဆိုတာကဒီမြန်မာနိုင်ငံမှာရှိတဲ့ water pond လိုမျိုးပေါ့နော် water pond ကတော့သေးတာပေါ့နော်ဒါကတော့လုံးဝအကြီးกว่าသူ့ရဲ့ဒီ square meter ဆိုရင်12000 square meter ထက်တောင်ရှိကြော်တယ်ပေါ့နော်အဲ့ဒီမှာတိဆောက်ထားတဲ့ဟာဆိုတော့အရန်မိုက်ပြီးအရန်ကျကလေးတိုင်းကအရန်သဘောကျတဲ့နေရာကြီးတစ်ခုပါသူ့ရဲ့ ticket price တွေဆိုလို့ရှိရင်တစ်နှစ်အောက်ကလေးဆိုလို့ရှိရင်တော့180 baht ပေါ့နော်ဒီတစ်နှစ်အထက်ဆိုလို့ရှိရင်480 baht ဖြစ်ပါတယ်ပြီးရင်မိဘဝင်မယ်ဆိုရင်ထိန်းတဲ့မိဘအတွက်ကကြတော့လဲ180ပါဒါပေမဲ့အဲ့ဒီဈေးတွေကတော့3နာရီအတွင်းပေါ့နော်3နာရီစာပဲဖြစ်ပါတယ်ရှင်
နောက်ပြီးတော့ဝက်ဆန်မာကလေမစ်တီယာဆေးရှိတဲ့အတွက်ဝက်ဆန်ကိုထပ်သွားပြီးတော့နှကန်းတီလေးဝယ်ခဲ့ပါတယ်ညနေလဲဆောင်းနေပြီဖြစ်တဲ့အတွက်ဘိုက်ကစားလာတာနဲ့ဒီဆိုင်လေးမှာသွားပြီးတော့မာလာရှန်ကောစားဖြစ်ခဲ့ပါတယ်ဒီမာလာရှန်ကောလေးရဲ့အရသာမဆိုးဘူးရန်ကုန်ကကြိုကြိုတောင်ပြန်ပြီးတော့တတိယမိစီတယ်ပေါ့နော်ဒီဆိုင်လေးကလေဈေးလဲတက်တာတယ်ပြီးတော့စားလို့လည်းကောင်းတယ်သူ့အချင်းကလေထူးဆန်းတယ်နှမ်းအချင်းကအဓိကပဲထက်ထည့်နေတာကတော့ရိုးရိုးဆော့အချင်းပေါ့နော်အရန်စားကောက်နဲ့မာလာရှန်ကောလေးရပ်ပါပြီသူ့အရသာလေးနည်းနည်းတရုတ်ပိုဆန်တယ်ဂျိုဂျိုမာစားရရတာနဲ့မတူဘူးသူကနည်းနည်းလေးတစ်မျိုးကွဲတယ်ပေါ့နော်တဒါကုံတော့ပါပြီအပီပီဆိုတော့ပြန်လဲပြန်ရောမိုးတွေရွာတော့မိုးမိခဲ့ပါတယ်ပြီးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးပါထက်ရဲ့ blog လေးကိုလည်း like and follow လုပ်ပေးပါအောင်ရှင်တဒါ